အားလုံးမင်္ဂလာပါအခုသင်ခန်းစာ22ရဲ့အပိုင်း2ကိုဆက်ပြီးတော့လေ့လာကြရအောင်နော်မျက်စံထဲမှာတုံးဖြည့်မဲ့နေရာလေးတစ်ခုကြံခဲ့တဲ့အတွက်ထပ်ပြီးတော့တုံးဖြည့်ပါမယ်အလင်းဖောက်ထားတဲ့နေရာလေးရဲ့ရှေ့နားမှာတုံးထပ်ဖြည့်လိုက်တာပါထုံးစံအတိုင်းပဲတုံးဖြည့်ပြီးတဲ့အတွက်ဘလန်ဒါနဲ့ဘလန်းပါတယ်တုံးလေးတွေထပ်ထည့်ဖို့လိုအပ်တဲ့နေရာလေးတွေကိုတုံးထပ်ဖြည့်ပြီးတော့အချောတက်ပါမယ်ဖိုးဘီခဲတံသုံးလို့ရပါတယ်တုံးဖြည့်လိုက်ဘလန်းလိုက်တုံးဖြည့်လိုက်ဘလန်းလိုက်နဲ့ကိုစိတ်တိုင်းကြတဲ့အထိဆွဲနေတာပါအခု2ဘီခဲတံကိုဆက်ပြီးတော့သုံးပါမယ်အရာပေးထားတဲ့မျက်ခွန်လေးတွေကိုထင်းသွားအောင်ထပ်ဆွဲလိုက်မယ်အပေါ်မျက်ခမ်းဆက်လေးကိုလည်းတုံလေးချယ်လိုက်ပါတယ်ခဲလေးတွေပြန့်သွားအောင်ဘလန်ဒါနဲ့ထပ်ပြီးခဲဖြန့်ပေးပါတယ်HP ခဲတံသုံးပြီးတော့အောက်မျက်ခမ်းဆက်လေးကိုအရာလေးထပ်ပေါ်လိုက်တာပါဘလန်တဲ့အခါမှာနားကျက်ကွန်းတံလည်းသုံးလို့ရတယ်နော်မျက်လုံးအလယ်ကိုဖောင်းကြွအောင်လို့အလင်းလေးထပ်ဖောက်ပေးပါတယ်အလင်းဖောက်ပြီးတဲ့အခါမှာတုံးမဖြန့်မဲနဲ့ဒီတိုင်းပဲထားမယ်ဆိုရင်ခုနကအလင်းဖောက်ထားတဲ့အရာကတက်တက်ကြီးဖြစ်နေမှာဆိုလို့တုံးဖြန့်ပေးရပါမယ်တုံးတွေတစ်ခုနဲ့တစ်ခုရောသွားအောင်ပြေရော့သွားအောင်တုံးဖြန့်ပေးတာဖြစ်ပါတယ်မျက်လုံးရဲ့ဖောင်းကြွမှုလေးကတိတ်ပြီးတော့မပေါ်လွင်သေးလို့တုံးလေးထပ်ထည့်ပါဦးမယ်အခုသုံးနေတာက HP ခဲတံမှာတုံးဖြည့်ပြီးရင်တော့ထုံးစံအတိုင်းပဲဘလန်းပါတယ်ဘလန်းတဲ့အခါမှာအပိုင်း1မှာပြောသွားသလိုပဲကိုအဆင်ပြေရာနီးလန်းနဲ့ဘလန်းလို့ရပါတယ်ဆွဲထားတဲ့မျက်လုံးပုံကသေးနေမှဆိုရင်တော့တီရှူးမသုံးမဲနဲ့ဘလန်နာကိုသုံးပြီးတော့ပဲဘလန်းတာကပိုပြီးကောင်းပါတယ်အပေါ်မျက်ခွန်လေးကိုထင်းနေအောင်ထပ်ပြီးတော့ဆွဲလိုက်ပါမယ်အောက်မျက်ခွန်လေးကိုလည်းဆွဲလို့ရပြီနော်ဆွဲပြီးတာနဲ့မြင်းချောင်းလိုပုံစံမျိုးဖြစ်နေမှာဆိုလို့ဘလန်းရပါမယ်ဘလန်းလိုက်တဲ့အခါမှာခဲတွေကပြန့်သွားပြီးတော့သဘာဝကျတဲ့ပုံစံမျိုးကိုပေါ်လွင်စေမှာပါဘလန်းတဲ့နီလန်းလေးတွေကိုအမျိုးမျိုးသုံးပြထားပါရဲ့နော်အခုဆိုရင်အပေါ်မျက်ခွန်လေးကိုတုံးဖြည့်မဲ့အလှည့်ရောက်ပါပြီထုံးစံတိုင်းပဲတုံးဖြည့်ပြီးရင်တော့တုံးကိုဖြန့်ပေးရပါမယ်တုံးဖြည့်တဲ့အခါမှာမျက်ခွန်ရဲ့အလယ်ကိုတုံးမဖြည့်ဘဲနဲ့နည်းနည်းလေးခြံထားတယ်မျက်ခွန်ရဲ့အလယ်မှာလည်းဖောင်းကြွတဲ့နေရာလေးရှိတဲ့အတွက်တုံးကိုအပြည့်မဖြည့်ဘဲနဲ့အလင်းဖောင်းမဲ့နေရာလေးခြံထားပေးတာပါအပေါ်မျက်ခမ်းဆက်လေးကိုထင်းနေအောင်လို့ထပ်ပြီးဆွဲလိုက်ပါမယ်ပြီးရင်ဘလန်းပါတယ်တုံးအယောင်ကဖြော့နေသေးတာမို့လို့ကိုလိုချင်တဲ့အယောင်ထိရအောင်တုံးနောက်တစ်ကြိမ်ထပ်ဖြည့်ပါတယ်အပေါ်မျက်ခွန်လေးကိုလည်းထင်းနေအောင်လို့ထပ်ပြီးဆွဲလိုက်ပါတယ်တုံးဖြည့်ပြီးတိုင်းမှာဘလန်းတာကိုသတိထားမိမှာပါအောက်မျက်ခမ်းဆက်လေးကိုလည်းထင်းနေအောင်ထပ်ဆွဲပါမယ်အောက်မျက်ခွန်လေးကိုလည်းစကင်တုံးလေးထည့်ပါမယ်တုံးဖြည့်တဲ့အခါမှာ 2B 4B တွေကိုတန်းပြီးတော့ထည့်တာထက် HP ခဲတံနဲ့အောက်ခံလေးကအရင်ဆုံးထပ်တာကပိုပြီးအဆင်ပြေပါတယ်အောက်ခံလေးရထပ်ပြီးတဲ့အခါမှာကိုလိုချင်တဲ့တုံးရအောင်လေးရတစ်ထပ်ပြီးတစ်ထပ်ဖြည့်တာကပိုပြီးတော့ကောင်းပါတယ်အခုသုံးနေတာက HP ခဲတံပါ
တုံးဖြည့်ပြီးပြီဖြစ်တဲ့အတွက်ဗလန်းပါတယ်အောက်မြက်ခမ်းရဲ့အလဲကိုလည်းတုံးအပြည့်မဖြည့်ဘဲနဲ့နည်းနည်းလေးခြံထားခဲ့တာတွေ့ရမှာပါပြီးရင်အောက်မြက်ခမ်းကိုထင်းနေအောင်ထပ်ပြီးတော့ဆွဲလိုက်ပါအောင်မယ်တုံးဖြည့်သွားတဲ့ပုံစံလေးတွေကိုသတိထားပြီးကြည့်ပေးပါတုံးတွေဟာဘေးဘက်ကနေအလဲဘက်ကိုပြေလျော့သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်မျက်ခမ်းဆက်လေးတွေကိုဗလန်းတဲ့အခါမှာတစ်ရှူးမသုံးပဲဗလန်နာလေးကိုသုံးတာကပို့ပြီးတော့အဆင်ပြေပါတယ်အခုဆိုရင်မျက်ခုံးနဲ့မျက်လုံးကြားကမျက်ခွန်ရဲ့စကင်တုံးတွေကိုစပြီးတော့ဆွဲနေပါပြီသုံးတဲ့ခဲတန်းက HP ခဲတန်းကိုပဲသုံးပြီးတော့ပထမဆုံးလေယာထပ်ပါတယ်ခဲတန်းကိုစောင်းစောင်းလေးထားတယ်ဖိပြီးတော့လည်းမဆွဲပါဘူးခဲတန်းကင်တဲ့အခါမှာလည်းလက်ကိုနောက်ဆုတ်ပြီးတော့ကင်ပါတယ်အကျိန်လေယာထပ်ပြီးတဲ့အတွက်တုံးဖြတ်ပါပြီမျက်ခွန်ရဲ့အလဲကိုတုံးအပြည့်မဖြည့်ပဲနဲ့အလင်းဖောက်ဖို့အတွက်နေရာလေးခြံထားပါတယ်နှာခေါင်းနဲ့မျက်လုံးရဲ့ကြားကခြိုက်နေတဲ့နေရာလေးပေါ်လွင်အောင်အဲ့ဒီနေရာကိုတုံးအထက်ထပ်ဖြည့်ရပါမယ်ခြိုက်နေတဲ့နေရာခွက်နေတဲ့နေရာဆိုရင်တုံးကိုအမှောင်ဘက်ကိုထားပြီးတော့ဖောင်းကြွနေတဲ့နေရာဆိုရင်အလင်းဖောက်ပေးရတဲ့သဘောတရားပါတုံးချဲတဲ့အခါမှာလက်ကိုဖိပြီးတော့မချဲပါနဲ့မြင်းချောင်းပုံစံကြီးတွေဖြစ်လို့မရပါဘူးနော်တုံးတစ်ခါဖြည့်ပြီးတိုင်းလေယာတစ်ခါထပ်ပြီးတိုင်းဗလန်းမို့ကိုလည်းမမေ့ပါနဲ့မျက်ခမ်းအောက်ကစကင်တုံးလေးကိုလည်းထပ်ပြီးတော့ဖြည့်လိုက်ပါမယ်ခဲတံကိုတစောင်းလေးထားပြီးတော့လက်ကိုဖော့ပြီးတော့ပဲချဲပါနော်တုံးချဲပါနော်အပေါ်ဘက်နှာခေါင်းသားကခြိုက်နေတဲ့နေရာလေးကတုံးမပေါ်လွင်သေးတဲ့အတွက်ထပ်ပြီးတော့လေယာထပ်ပါအောင်မယ်ပုံတူပကြီးတွေဆွဲတဲ့အခါမှာဆိုရင်တော့မူရင်းပုံရဲ့တုံးပုံစံအတိုင်းရအောင်ဆွဲပေးရပါမယ်ဒီပုံကတော့ကိုယ်စိတ်ကြိုက်ပုံဆွဲတာဖြစ်တဲ့အတွက်ကြောင့်ကိုလိုချင်တဲ့တုံးမရမရှင်လေယာတွေကိုအထက်ထပ်ထပ်နေတာပဲဖြစ်ပါတယ်လိုအပ်မယ်ထင်တဲ့နေရာကတုံးလေးတွေကိုစိတ်တိုင်းမကြမရှင်ထပ်ထပ်ပြီးတော့ဖြည့်နေတာပါလေးလာနေတဲ့သူလေးတွေကအခုဆွဲတဲ့ပုံစံအတိုင်းပဲတစ်ထပ်ထဲလိုက်ဆွဲမဲ့ဆိုရင်လည်းရသလိုအခုသုံးသွားတဲ့နီလန်းလေးတွေကိုအသုံးပြုပြီးတော့ကိုယ်စိတ်ကြိုက်ပုံလေးတွေကိုကိုယ်စိတ်ကူးရတဲ့အတိုင်းဆွဲလို့ရပါတယ်သင်ခန်းစာရဲ့နောက်မှာမျက်လုံးပုံစံလေးတွေကိုလည်းပြထားမှာဖြစ်တဲ့အတွက်အဲ့ဒီပုံလေးတွေကိုကြည့်ပြီးတော့လည်းဆွဲလို့ရပါတယ်နော်ဒါကတော့ပကြီးသုံးခဲပြက်အပြော့ပါဒီခဲပြက်ကိုကိုလိုသလိုပုံစံပြောင်းပြီးတော့ခဲပြက်ဖြတ်လို့ရပါတယ်ဒီခဲပြက်ကိုသုံးလိုက်တဲ့အကြောင်းကမျက်လုံးထဲကတုံးတွေကိုပြေလျော့သွားစေခြင်းလို့ဖြစ်ပါတယ်ဘလန်နာနဲ့ဘလန်းပြီးတော့တုံးတွေကိုပြေလျော့သွားအောင်တုံးဖြန့်ပေးလို့ရတယ်လို့မျိုးဒီခဲပြက်ကိုသုံးပြီးတော့လည်းတုံးတစ်ခုနဲ့တစ်ခုနဲ့ကြားကိုပြေလျော့သွားအောင်တုံးဖြန့်ပေးလို့ရပါတယ်ဒီလိုခဲပြက်လေးကိုနီးစပ်ရာပကြီးပစ္စည်းရောင်းတဲ့ဆိုင်တွေမှာမေးဝယ်လို့ရပါတယ်နောက်တစ်ခုကဒီခဲပြက်သုံးပြီးတော့တုံးလျှော့ပေးလို့လည်းရပါတယ်ကိုဆွဲတဲ့စကင်တုံးတွေမှာတုံးများသွားပြီဆိုရင်ဒီခဲပြက်သုံးပြီးတော့တုံးလျှော့ပေးလို့ရပါတယ်အခုကတော့မျက်တောင်တွေကိုစဆွဲပြီးပေါ့နော်မျက်တောင်ဆွဲတဲ့အခါမှာခဲတံနဲ့ဆွဲလဲရသလိုခဲသားဘောပင်သုံးပြီးဆွဲလို့လည်းရပါတယ်မျက်တောင်ဆွဲနည်းသင်ခန်းစာကိုရှေ့ကသင်ခန်းစာမှာပြောပြထားပါတယ်သွားပြီးတော့အရင်လေ့လာကြည့်ပါနော်မျက်တောင်တွေဟာတပင်နဲ့တပင်ညီညီညာညာပေါက်နေစရာမလိုပါဘူး။ဒါကြောင့်မျက်တောင်တွေဆွဲတဲ့အခါမှာညီညာနေအောင်တပင်နဲ့တပင်ညီညာနေအောင်ဆွဲနေစရာမလိုဘူးနော်။မျက်တောင်အတုတက်ထားတာမဟုတ်ရင်တာမန်မျက်တောင်တွေကတော့အရင်ကြီးရှည်နေမှာမဟုတ်ဘူးနော်။အဲဒါကြောင့်ဒီပုံမှာလည်းပုံမှန်လေးပဲမျက်တောင်ကိုဆွဲထားပါတယ်။မျက်တောင်ဆွဲရင်လက်အဖိဖော့သုံးနိုင်ဖို့ကအဓိကပါပဲနော်လက်အဖိဖော့မသုံးမဲနဲ့မြင်းကွေးလိုမျိုးဆွဲသွားမယ်ဆိုရင်မျက်တောင်ကြီးကတောင်းတောင်ကြီးဖြစ်နေမှာပါမျက်တောင်ကအရင်ဘက်ကနေအဖျားဘက်ကိုပြေလျော့သွားတဲ့ပုံစံရှိပါတယ်။ဒါကြောင့်ဆွဲတဲ့အခါမှာအရင်ဘက်ကိုမျက်တောင်ရဲ့အရင်ဘက်ကိုလက်ကိုဖိပြီးတော့မျက်တောင်ရဲ့အဖျားဘက်ကိုလက်ကိုဖော့ပြီးတော့ဆွဲရမှာပါ။
မျက်တောင်ဆွဲတဲ့အခါမှာစဆွဲတဲ့အခါမှာအဆင်မပြေဘူးဆိုရင်လည်းစိတ်မပြတ်ပါနဲ့နော်ထက်ခါထက်ခါဆွဲတဲ့အခါမှာတော့အလေးကျင့်ရပြီးတော့အဆင်ပြေသွားမှာပါနော်မျက်လုံးရဲ့ထောင်းဘက်တွေမှာတော့မျက်လုံးအလယ်ထက်စားလို့ရှိရင်မျက်တောင်လေးတွေကတိုးပြီးတော့ပါမယ်နော်အခုခဲပြက်ခဲတန်းသုံးပြီးတော့အောက်မျက်ခမ်းဆက်လေးကိုအလင်းဖောက်ပေးပါမယ်မျက်လုံးအိမ်ရဲ့အောက်ဘက်မျက်ခမ်းဆက်အနားလေးကိုလည်းနည်းနည်းလေးအလင်းဖောက်ပေးလိုက်မယ်နော်အခုအောက်မျက်တောင်လေးတွေကိုဆွဲနေပါပြီအောက်မျက်တောင်ကတော့အပေါ်မျက်တောင်တက်စားရင်တိုးပြီးတော့ပိုပါမယ်နော်တောင်ဆွဲနည်းကတော့ဒီမှာအသေးစိတ်မပြောတော့ဘူးเนาะမျက်တောင်ဆွဲနည်းသင်ခန်းစာရှေ့မှာရှိတဲ့အတွက်အရင်သွားကြည့်ပေးလို့ရပါတယ်မျက်စံတွေကမှိန်သွားတဲ့အရာလေးတွေကိုထပ်ပြီးတော့ထပ်ဖြည့်ပါမယ်ဒီသင်ခန်းစာရဲ့အပိုင်း1ကိုအရင်သွားပြီးတော့လေ့လာပေးပါနော်ခုနကဆွဲသွားတဲ့ပုံစံအတိုင်းပဲအလင်းဖောက်ပေးပါမယ်အလဲကအလင်းပေါက်ရလေးကိုလည်းပို့ပြီးထင်းနေအောင်အလင်းဖောက်ပေးပါမယ်အမောင်တုံးလိုအပ်မဲ့နေရာလေးတွေကိုထပ်ပြီးတော့အမောင်တုံးဖြည့်ပါမယ်အခုကမျက်လုံးကိုအချောတက်နေတာပါเนาะကိုလိုချင်တဲ့တုံးမရမချင်းလိုရာလေးတွေကိုထပ်ပြီးတော့ဖြည့်နေတာပါမျက်တောင်မွေးလေးတွေကို2 ပင်ဘူး3 ပင်ဘူးလေးတွေဆွဲနေတာပါအမောင်တုံးဖြည့်ဖို့လိုနေသေးတာကြောင့်ထပ်ပြီးတော့တုံးထပ်ဖြည့်ပါမယ်ကိုယ်စိတ်ကြိုက်ပုံဆွဲတဲ့အခါမျိုးမှာတုံးဖြည့်တဲ့အခါမှာတုံးလေယာဘယ်နှထပ်ထည့်ရမယ်ဆိုပြီးတော့သတ်မှတ်ထားတာမျိုးမရှိပါဘူးကိုယ်စိတ်ကြိုက်ကိုလိုချင်တဲ့တုံးကာလာကိုမရမရှင်အထက်ထက်လေယာထက်ပြီးတော့ဖြည့်နေတာဖြစ်ပါတယ်ပေါ်တရားလေးတွေကိုနားလည်ထားရင်ရပါပြီ။ဒိုင်းခွက်နေတဲ့နေရာမျိုးမှာတုံးကမှောင်နေတတ်တယ်။အမှောင်တုံး3 ဝတတ်တယ်။ဖောင်းကြွနေတဲ့နေရာတွေမှာတော့တုံးကလင်းနေရမယ်။အလင်းဖောက်ဖြည့်ပေးရမယ်ဆိုတာကိုအဲ့လိုသဘောတရားမျိုးကိုသိထားရင်ရပါပြီ။တုံးတွေဖြည့်တဲ့အခါမှာလည်းလေယာတွေကိုတစ်ထပ်ပြီးတစ်ထပ်ထပ်သွားမယ်။လေယာတစ်ခါထပ်ပြီးတိုင်းတစ်ခါဗလန်းမယ်ဆိုတဲ့နီလန်းကိုရထားရင်လည်းဆွဲလို့ရပြီနော်။မျက်လုံးထောင်းကအလင်းဖောက်ပေးမဲ့နေရာလေးကိုလည်းအလင်းဖောက်ပေးပါတယ်အခုကတော့မျက်ခုံးလေးဆွဲပါပြီမျက်ခုံးကိုပထမဦးဆုံးအောက်ခံလေးရမထက်တော့ပဲနဲ့မြန်လေးပြီးသွားအောင်လို့ခက်သွက်သွက်လေးဆွဲလိုက်မယ်နော်မျက်ခုံးဆွဲနည်းကိုလည်းမျက်တောင်ဆွဲနည်းနဲ့အတူတူသင်ခန်းစာတစ်ခုအနေနဲ့ရှေ့မှာမျှဝေထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့မျက်ခုံးဆွဲနည်းကိုသွားပြီးတော့လေ့လာကြည့်လို့ရပါတယ်အခုဆိုရင်တော့မျက်လုံးပုံလေးကအပြီးသက်ပါပြီ။နောက်မှာမျက်လုံးပုံလေးတွေကိုလည်းပြထားပါတယ်။ကိုကြိုက်နှစ်သက်ရာရွေးချယ်ပြီးတော့ဆွဲလို့ရပါတယ်။လေ့ကျင့်လို့ရပါတယ်နော်။ဒီပုံလေးတွေတင်တာမကကိုကြိုက်တဲ့ပုံလေးတွေကိုလည်းရှာဖွေပြီးတော့လေ့ကျင့်ဆွဲလို့ရပါတယ်။မျက်လုံးပုံစံအမျိုးမျိုးကိုအတူလိုက်ဆွဲပြပြီးတော့မျှဝေပေးဖို့အတွက်ကအချိန်အဆင်မပြေတဲ့အတွက်အဲ့ဒါလေးကိုနားလည်ပေးကြပါဦးနော်။ခဲပကြီးသင်ခန်းစာတွေကိုအပတ်စဉ်အင်္ဂါနေ့ညတိုင်းမှာမျှဝေပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ခါတရံမှာအင်္ဂါနေ့ထက်နောက်ကျပြီးတော့မှတင်ပေးပြစ်ခဲ့မယ်ဆိုရင်လည်းနားလည်ပေးကြဖို့ကြိုတင်ပြီးတော့မေတ္တာရက်ခံပါတယ်နော်မျက်လုံးပုံစံလေးတွေကနောက်မှအများကြီးရှိသေးတဲ့အတွက်ကိုကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးတော့ဆွဲနိုင်ဖို့အတွက်အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေ
ဒါဆိုနောက်တစ်ပတ်အင်္ဂါနေ့ညသင်ခန်းစာ23မှာပြန်တွေ့ကြရအောင်နော်ခဲပကြီးကိုဝင်ရောက်လေ့လာပေးလို့ကျေးဇူးတင်ပါတယ်